ကိုချင်းသီလပြည့်ပြတ်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပန်းစံချမ်းသာဘလောက်ပဲရာထူးကြီးကိုချင်းတရားပြည့်ပြတ်သွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကတမိုးမထားတော့တဲ့ပုဂ္ဂိုလ်ရွံရှာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲအဲ့တော့သူ့ကိုဘာကြောင့်လေးစားတာတုံးဆိုကိုချင်းသီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုချင်းသီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ကိုယ်သိက္ခာတွေကျဆင်းသွားကိုယ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုချင်းသီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြော